သွားဒီမှာခဏလေးငေးကြည့်ပါမောင်မောင်တို့လည်းနှုတ်ဆက်နေတာချစ်လာစွာသောပရိသတ်များခင်ဗျာအခုတင်ဆက်နေရတော့နှစ်တင်နေစီပဲဖြစ်ပါတယ်ချစ်တော်တကယ်ချင်းများပြည်သူတွေအများချစ်ရပါဗျာဒီမှာခဏလေးပဲငင်းကြည့်လိုက်ပါဖြိုမေတို့လည်းအားလုံးတော့ဆက်နေပါတယ်ဒီမှာချစ်တော်ပရိသတ်ဗျာပြောစရာရင်နဲ့သိကျွန်တော်တို့ရဲ့မြစ်တင်နေစီပါဗျာမမေ့နဲ့ကွာရှင်မာညီဆွေနှစ်တင်မေလာ